ကျွန်တော်နောက်မှပြောပြရတယ်နော်ကျွန်တော်စကားလေးလမ်းလွှဲသွားမှာဆိုအဲ့တော့အမေကကြောသားမစားဟုတ်ကဲ့ဆရာရှောင်းပါမယ်အရက်သေးတာမူရဲ့စေဝါမှန်သမျှတောက်စားသုံးဆွဲလိမ့်ကြံခွင့်မပြုဘူးစေးပြသွားပြီမှတွေ့အဲ့ဒါတော့နည်းနည်းခက်တယ်ဆရာဒါပေမဲ့ကျွန်တော်ရအောင်ထိမ့်ပါမယ်ကဲအဲ့ရအောင်ထိမ့်ပါမယ်ဆိုတဲ့ကူကကျွန်တော်တို့သူတော်ကောင်းတယောက်ကိုဆွတ်တင်နိုင်နော်တန်မြာဆုံးတော့မဲ့လူတယောက်ကိုကျွန်တော်တို့တွေဆွဲတင်နိုင်ဘာသာရေးရှုထောင့်မှာကြည့်ဘာသာရေးရှုထောင့်မှာကြည့်မယ်ဆိုရင်အာဟုသောအမှုပြုနေတဲ့လူတယောက်ကိုအာဟုသောအမှုမပြုအောင်ဆွဲတင်ပေးတာကုသိုလ်ရလားမရဘူးလားနော်ငါတို့ကဘာသာငါတို့ကဘုရားဟောတရားပဲဆိုတဲ့ပုံကိုယ်တွေကျွန်တော်တို့လည်းဘုရားဟောတရားနဲ့နေတာပဲလေခင်ဗျားတို့ကဘုရားဟောတရားကိုကိုယ်အတိအတွက်ပဲကိုယ်အသုံးချနေတာကျွန်တော်တို့ကလူအများကြီးအတွက်အသုံးချနေတာအဲ့ဒါလေးသိဖို့လိုတယ်နော်ခင်ဗျားတို့ဘုရားဟောတရားကိုသိပြီးတော့ကိုယ့်ကိုသိကိုယ့်ကိုကျင့်ကိုယ့်ကိုအေးဆေးပဲနေမယ်မလုံးမရှုံမပြုတ်ဆိုတဲ့အနေထားမျိုးကျွန်တော်တို့ကလူမိုက်တွေခံပြီးတော့တကယ့်ကိုတန်ညာဆုံးမဲ့ရစ်ထုတ်ကြီးတွေဘဝကနေဆွတ်တင်လိုက်ရမတော့နဲ့တော့ဒါဘာသာရေးကိုမပြောသေးဘူးနော်ကျုံသွင်းနေပြီအဲ့တော့ရမတော့နောက်တစ်ခုလင်းရှိသောမရမရရှိသောနေလို့မဖောက်ပြန်ဘူးအထိမ့်ပါမယ်ဆရာကဲသူတော်ကောင်းတယောက်ခင်ဗျားတို့အိမ်နေမှာတားပြိုသမီးပြိုလို့ရှိရင်တကားဖွင့်အိတ်လို့ရတဲ့အနေထားမျိုးတစ်ယောက်ကျွန်တော်တို့ဆွမ်းဆောင်ဒါပေမဲ့လည်းဒီဘက်ခင်မှာလက်တလုံးရလုပ်တဲ့ဆရာရုပ်တွေကြောင့်ရွှင်ကျော်နာမည်ပြတ်တာရှိတယ်ဒါတွေတော့ကျွန်တော်ပြောကြအောင်ရွှင်ကျော်ဆရာကောင်းနိုင်ရင်မလုပ်ဘူးဆိုတော့ထားလိုက်တော့အဲ့တော့အဲ့၃ချက်နော်အဲ့၃ချက်နဲ့အရင်ဆုံးစချလိုက်တယ်တကယ်တမ်းကျတော့ရွှင်ကျော်ပညာယူမှဒီသစ္စာ၃ချက်ကိုထင်ရတာဟုတ်ပါဘူးဗုဒ္ဓဘာသာမှန်ရင်ပဲဒီသစ္စာ၃ချက်ထင်တယ်အဲ့တော့အဲ့လိုပြောတဲ့အခါမှာဖယားကအမေသားကျွေးသားမစားနဲ့လို့မပြောခဲ့ဘူးဆိုတော့စင်ကျင်တော်တရားတစ်ခုပါလာပါလိမ့်မယ်မှန်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတော့မဟောကြားခဲ့ပါဘူးဒါပေမဲ့ခင်ဗျားတို့ပဲပြောတယ်လေဖယားကိုကိုးကွယ်တယ်တရားကိုကိုးကွယ်တယ်တန်ခါကိုကိုးကွယ်တယ်ဆိုအဲ့တော့အမဲသားကျွေးသားမစားဖို့အတွက်ကိုလေဒီဆရာတော်ဘုရားကြီးဆုံးမခဲ့တာလေဒီဆရာတော်ဘုရားကြီးကဘေးဖိုးတော်ပွင့်နဲ့တွေ့တဲ့အခါမှာလေဒီဆရာတော်ဘုရားကြီးကဘေးဖိုးတော်ပွင့်တခါကြီးမှာခိုင်းကဏ္ဍတစ်ဘက်သားသမီးလူပုဂ္ဂိုလ်အပရိသတ်များတဲ့အတွက်ကြောင့်နေတခါကြီးရဲ့ခိုင်းကဏ္ဍဒီပညာတွေကိုယူတဲ့အခါမှာဒီအမဲသားကျွေးသားမစားဖို့အချက်လေးကိုပါတစ္ဆာဖြစ်ပြောင်းလဲပြီးလုပ်ပေးလို့ရမလားဖွင့်တောင်းတဲ့အခါမှာဖေးဖို့လို့ပွင့်အဲ့တစ္ဆာတစ်ချက်ကိုထည့်ခဲ့တဲ့အတွက်ဒီနေ့ကျွန်တော်ရွှင်ကျော်ဆရာတွေဒီအမဲသားကျွေးသားမစားဘူးအိစ္ဆာတရားခိုင်းသားတွေဒီအမဲသားကျွေးသားမစားဘူးတန်ခါဟောတာလေနော်တန်ခါဟောတာတန်ခါကတားတာနော်အဲ့တော့ဘုရားဟောတဲ့ကံတစ်ပါးနော်တန်ခါတားတဲ့ကံတစ်ပါးကိုကျွန်တော်တို့ရထိမ့်လိုက်ထိမ့်ပြီးတော့တဲ့အခါမှာကျွန်တော်ဝိဇ္ဇာစိတ်နဲ့ပေါ့တဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်တွေကဥပမာစီးပွားရေးပိတ်ပင်နေတဲ့ပုဂ္ဂိုလ်တွေကစီးပွားရေးပွင့်လာတယ်နော်ပယောဂဖြစ်တဲ့ပုဂ္ဂိုလ်တွေကပယောဂမဖြစ်တော့ခုနှစ်သားမျိုးကိုကုသခြင်းတဲ့ပုဂ္ဂိုလ်တွေကဒီသစ္စာ၃ချက်လေးခံယူပြီးတာနဲ့ခုနှစ်သားမျိုးကိုခန်းတော်မြတ်ကြီးရဲ့ပညာနဲ့ကုသခဲ့တယ်လားအဲ့တော့ဒီပညာယူလိုက်တာနဲ့ဒီလိုချက်ချင်းစွမ်းတဲ့ဟာကိုသိလာတဲ့အချိန်မှာဒီဆရာကိုယုံကြည်လာဒီဆရာကိုယုံကြည်လာတဲ့အချိန်ကျမှဟာအဖေကျွန်တော်ဘယ်ယောဂကုနိုင်တယ်ကျွန်တော်ဒီထက်ကျူးစားခြင်းနဲ့ကျွန်တော်ဘယ်လိုလုပ်အောင်လဲအေးဟုတ်ပြီအဲ့ဒါဆိုရင်မင်းကုသနိုင်အောင်အစွမ်းတတိတော့မင်းပရိစိတ်ဒါရီကဥပ္ပဒမြင်နေဖြစ်နော်ဥပ္ပဒမြင်နေဖြစ်တဖြည်းဖြည်းသိမ့်သွင်းလာတာဖြစ်နော်အဲ့တော့ပရိစိတ်တရားထိုင်ကမ္မထမ်းကျင့်စသည်အားဖြင့်ကျင့်စဉ်တွေကိုတဖြည်းဖြည်းထည့်ပြီးလာအဲ့တော့ပညာမယူခင်ကဆိုးပါတယ်မိုက်ပါတယ်တောက်စားမှုရရမ်းကားပါတယ်ဆိုတဲ့ပုံကိုယ်တွေဒီကိုင်းပညာယူလိုက်တဲ့အခါမှာတဖြည်းဖြည်းငြိမ့်လာတယ်မတောက်တော့ဘူးမစားတော့ဘူးဘာသာတရားကိုလုပ်လာအဲ့တော့သူတို့ဘာသာတရားလုပ်တဲ့အချိန်မှာဘာသာတရားရဲ့အနှစ်သာရကိုမြင်မှမြင်အောင်မယ်ခိုင်းတော်မြတ်ကြီးအစွမ်းသိတဲ့ခုနှစ်သားမျိုးကိုကယ်တင်ခြင်းလို့ဆိုတဲ့စိတ်ဓာတ်ရှိနေလို့ဒီလိုနဲ့နှစ်ပေါင်းများစွာဘာသာတရားရဲ့အနှစ်သာရကိုသိလာရတဲ့အခါတွေမှာဥရာတာရာတွေလည်းသူတို့စိတ်ထဲမှာကောင်းလို့မရှိတော့ချွေရန်သင်္မင်းပေါ်များတာတွေလည်းကောင်းလို့မရှိတော့နော်လက်လာပါပေါ်များခြင်းမပေါ်များခြင်းပုံမှာလည်းအာယုံမရတော့တကယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ထားခဲ့တဲ့တရားဓမ္မတွေရဲ့အနှစ်သာရကိုစိတ်ဝင်ပြီးတိတိကျကျသိလာတဲ့အခါမှာတန်လျာကူကောင်းမှုအတွက်တရားဓမ္မတွေနဲ့ဖြတ်တန်းကြတော့တယ်နော်အဲ့တော့လူတယောက်ကိုချက်ချင်းဝုံတိုင်းဆိုပြီးတော့နော်အယက်သမားစိုးတဲ့မိုက်တဲ့လူဆိုးလူရန်ကားကြီးဘောကနေချက်ချင်းဝုံနေဆိုကောက်ပြီးရော့မင်းတရားတွေကျင့်ဆိုရင်ဘယ်လုပ်နိုင်လို့မ
လုံးနိုင်ဘူးဒါကြောင့်လူဆိုတာပုရုဇဉ်တို့နဲ့ပတ်သက်တဲ့ဒီအစွဲတရားလေးနဲ့သူတို့လိုချင်တာလေးကိုပေးပြီးတော့မှလမ်းပေါ်ကိုတင်ပေးတာနော်အဲ့တော့ရွှေကျော်ခိုင်းတော်မြတ်ကြီးပညာဆိုတာတကယ်တော့သာသနာပြုတဲ့ပညာရဲ့တူတူပဲအဲ့တော့ဒီဘက်ခင်မှာကြတော့မြင်ပါတယ်ပြီကောင်းပါပြီကိုယ်ပိုင်နဲ့တားလို့ပါအဲ့တော့ဒီဘက်ခင်မှာကြတော့ဘာတွေဖြစ်လာလဲဆိုတော့မီဒီယာဖြစ်လာတယ်နော်မီဒီယာဖြစ်လာတယ်မီဒီယာဖြစ်လာတဲ့အခါကျတော့အောင်မြင်ကြသောပေါက်မြောက်ကြသောဆရာကြီးတွေကိုကြည့်ပြီးအဲ့ဒီဆရာကြီးတွေရဲ့နေမှုထိုင်မှုအစဉ်တန်းမြန်မာဘုံတွေအချွေရန်သင်ပင်ပေါ်ထွယ်ဝဘုံတွေနော်ဒီအရာတွေကိုကြည့်ပြီးတော့လူငယ်တွေကအားကြလာပြီးတော့သူတို့လိုဖြစ်ချင်တာအဲ့တော့ဒီပုဂ္ဂိုလ်ကြီးကအလကားဖြစ်လာတာမဟုတ်ဘူးဆိုတော့မသိဘူးအဲ့တော့သူတို့ပညာယူနေတယ်ချက်ချင်းခုံကြည့်ကြတယ်ချက်ချင်းစိတ်ကူးကြတယ်ဆိုတော့